ကမ္ဘာချမ်းသာဆုံးလူသားတို့ပြောလိုက်ရင်ခုခေတ်က Elon Musk တို့ Jeff Bezos တို့ကိုပဲပြင်းပြင်းကြမှာပါဒါပေမဲ့တမိုင်းပညာရှင်တွေတွက်ချက်ထားတဲ့အတိုင်းဆိုရင်သူတို့အားလုံးထက်စာပေါင်းများစွာပိုချမ်းသာတဲ့စီးစိမ်ဥစ္စာကိုတိုင်းတာလို့တောင်မရနိုင်တဲ့လူတစ်ယောက်14ရာစုမှာရှိခဲ့ကြပါတယ်ဒီလူကတော့အနောက်အာဖရိကမာလီအင်ပါယာရဲ့ဘုရင်ကြီးမန်ဆာမူဆာပါပဲမန်ဆာမူဆာဟာ1912ခုနှစ်မှာမာလီအင်ပါယာရဲ့နန်းပလင်ကိုဆက်ခံခဲ့တာပါအဲ့ဒီအချိန်ကမာလီဟာအခုခေတ်မော်ရီတေးနီးယားဆီနီဂေါဂမ်ဘီယာဂီနီမာလီနိုင်ဂျာချတ်နဲ့နိုင်ဂျီးရီးယားနိုင်ငံတွေအထိကျယ်ပြန့်တဲ့နယ်နိမိတ်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်သူရဲ့ထွယ်ဝမှုကဘယ်ကလာတယ်လဲဆိုရင်အဓိကကတော့ရွှေနဲ့စားဖြစ်ပါတယ်အဲ့ဒီခေတ်ကတကမ္ဘာလုံးရဲ့ထက်မြရွှေရဲ့ထက်ဝက်နီးပါးကမန်ဆာမူဆာရဲ့လက်အောက်ကထွက်တာလို့တောင်ဆိုကြတာပါလူဘလောက်တောင်ချမ်းသာလဲဆိုတာကိုကဘာကပြီးသွားစေခဲ့တဲ့အဖြစ်အပျက်တစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့1324ခုနှစ်မှာလူလှုပ်ခဲ့တဲ့မက္ကာကိုဖျားဖူးသွားတဲ့ခီးစဉ်ဖြစ်ပါတယ်ဒီခီးစဉ်ဟာတမိုင်းမှာအံ့ဩစရာအကောင်းဆုံးခီးစဉ်တစ်ခုဖြစ်ခဲ့ပါတယ်သူနဲ့သူလိုက်ပါလာတဲ့ချွေရန်ကားတွေလူပေါင်း6000ကျော်ရှိပါတယ်အဲ့ဒီဆံမှာမှစစ်တဲတော်တွေကမကဘဲနဲ့အစေခံတွေထော်ပြေးသမားတွေနဲ့ကုံတွေလည်းပါဝင်ပါတယ်ထူးခြားတာကအစေခံတိုင်းကအကောင်းစားပိုးတွေကိုဝစ်ဆင်ထားပြီးတော့ရွှေတုပ်တွေကိုကင်ဆောင်ထားကြတာပါပြီးတော့ကလောအကောင်ပေါင်း80ကျော်ပေါ်မှာရွှေတုံးရွှေခဲတွေကိုအိတ်လိုက်တင်ဆောင်သွားတာဖြစ်ပါတယ်ဒီစီးစဉ်အတွင်းမှာသူဟာအီဂျစ်နိုင်ငံကိုင်ရိုမြို့ကိုဖျက်ဆီးသွားခဲ့ပါတယ်အဲ့ဒီမှာမန်ဆာမူဆာကလမ်းပေါ်မှာတွေ့တဲ့စင်ရဲသားတွေကိုရွှေတွေအစမတန်လက်ဖွာပြီးတော့ပေးကမ်းခဲ့တယ်လို့ဈေးထဲမှာပစ္စည်းဝယ်ရင်လည်းရွှေတွေနဲ့ပဲပေါ်များများပေးချေခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ရရုံမှုကမမျော်လင့်ပဲဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်စေခဲ့ပါတယ်အီဂျစ်နိုင်ငံမှာရွှေတွေအရန်ပေါ်သွားပြီးတော့ရွှေတံပိုးထိုးကျသွားတာကြောင့်အီဂျစ်နိုင်ငံရဲ့စီးပွားရေးကဆယ်စုနှစ်တစ်ခုစာလောက်ပြိုလဲသွားခဲ့ရပါတယ်ဒါဟာတမိုင်းမှာလူတစ်ယောက်တည်းရဲ့နှုံဆွဲမှုကြောင့်နိုင်ငံတစ်ခုရဲ့စီးပွားရေးကမောက်ကမဖြစ်သွားခဲ့တဲ့တစ်ခုတည်းသောဖြစ်ရလို့တော့ပြောလို့ရပါတယ်ဒါပေမဲ့မန်ဆာမူဆာဟာရွှေတွေကိုဖြုံးတိပစ်ခဲ့တာမျိုးတော့မဟုတ်ပါဘူးသူဟာမက္ကာကနေပြန်လာတဲ့အခါအာရက်ကထင်ရှားတဲ့ပညာရှင်တွေပိတုကပညာရှင်တွေကိုတပါးတည်းခေါ်ဆောင်လာခဲ့ပါတယ်ဒီပညာရှင်တွေကိုအသုံးချပြီးတော့တင်ဘတ်တူးမြို့ကိုကမ္ဘာအစင်မီပညာရေးနဲ့ယဉ်ကျေးမှုအချက်ချာနေရာဖြစ်အောင်တည်ဆောက်ခဲ့ပါတယ်လူတီထောင်ခဲ့တဲ့ဆန်ကိုရီတက္ကသိုလ်ဟာအဲ့ဒီခေတ်ကကမ္ဘာအကြီးဆုံးစာကြီးကြိုက်တွေကတစ်ခုဖြစ်ခဲ့ပြီးအာဖရိကတင်မကပဲကမ္ဘာတဝန်းကပညာရှင်တွေလာရောက်ပညာသင်ကြားရာဘိုးချက်မှတ်နေရာဖြစ်လာခဲ့ပါတယ်လူရဲ့လက်ထက်မှာမာလီအင်ပါယာဟာအထုပ်ထိပ်ကိုရောက်ခဲ့ပြီးတော့မြို့ပြတွေဟာရွှေရောင်ဝင်းနေတဲ့ဗလီကျောင်းဆောင်တွေနန်းတော်တွေနဲ့ပြည့်နှက်နေခဲ့တာပါဥရောပကမြေပုံဆွဲတဲ့ဆရာတွေကတော့မာလီဘင်းဟာရွှေတုံးကြီးကိုကင်ထားတဲ့ပုံနဲ့ကမ္ဘာအချမ်းသာဆုံးမင်းအဖြစ်မြေပုံတွေထဲမှာထည့်သွင်းမှတ်တမ်းတင်ခဲ့ကြတဲ့အထိဖြစ်ခဲ့ပါတယ်ဒီလောက်အထိချမ်းသာခဲ့တဲ့ဘင်းကြီးလည်းနောက်ဆုံးမှာတော့တမိုင်းရဲ့စာမျက်နှာအောက်မှာပဲအိပ်ပျော်သွားခဲ့ပါပြီမန်ဆာမူဆာရဲ့ဘဝကနေရလိုက်တဲ့အဓိကသင်ခန်းစာကတော့စီစဉ်ဥစ္စာဆိုတာပိုင်ဆိုင်ထားရုံနဲ့မပြီးပဲအဲ့ဒီစီစဉ်ဥစ္စာကိုအသုံးချပြီးကိုလူမျိုးရဲ့ပညာရေးဘာသာရေးနဲ့ယဉ်ကျေးမှုကိုဘယ်လိုမြင့်တင်ရမလဲဆိုတာပါပဲလူဟာတမိုင်းမှာအချမ်းသာဆုံးလူသားဖြစ်တယ်မကပဲအာဖရိကရဲ့ဂုဏ်ဆောင်ပညာရှိဘီရင်တစ်ပါးအဖြစ်လဲဒီနေ့အထိလူသိများနေစေဖြစ်ပါတယ်ဒါကြောင့်လဲမန်ဆာမူဆာရဲ့အကြောင်းဟာကမ္ဘာတမိုင်းမှာဘယ်တော့မှဖျောက်ဖျက်လို့မရတဲ့ရွှေရောင်စာမျက်နှာတစ်ခုဖြစ်နေတာပါဒီတမိုင်းကြောင်းကိုကြည့်ရင်စိတ်ဝင်စားစရာကောင်းတဲ့အချက်၃ချက်ကိုတွေ့နိုင်ပါတယ်ပထမဆုံးကတော့လွန်ကျွံရရုံမှုရဲ့အန်ဒီရပါပဲမန်ဆာမူဆာဟာစေတနာကောင်းတဲ့ပေးကမ်းခဲ့ပေမဲ့စီးပွားရေးသဘောတရားအရာငွေကြေးဖောင်းပွားမှုကိုဖြစ်စေပြီးနိုင်ငံတစ်ခုလုံးကိုဒုက္ခရောက်ခဲ့စေခဲ့တာကစီးစိမ်ကိုစီမံခန့်ခွဲရမှာတတိထားဖို့သင်ခန်းစာပေးနေပါတယ်ဒုတိယတစ်ချက်ကတော့ရုပ်ဝတ္ထုကနေအသိပညာစီကူးပြောင်းခြင်းပါပဲဒီဘင်းကြီးကရွှေတွေကိုရွှေအဖြစ်ထားမလို့ပဲပညာရှင်တွေကိုခေါ်ယူပြီးတက္ကသိုလ်တွေစာကြည့်တိုက်တွေတိစောက်ခဲ့တာကြောင့်သူ့ရဲ့အမွေအနှစ်ကရွှေတွေကုန်သွားပေမဲ့ဒီနေ့အထိသမိုင်းမှာကျန်ရစ်နေတာဖြစ်ပါတယ်နောက်ဆုံးအချက်ကတော့အာဖရိကရဲ့ပြောင်းဆုံးနေတဲ့ဂုဏ်သိက္ခာပါပဲကမ္ဘာတမိုင်းမှာအာဖရိကကိုဆင်းရဲတဲ့ဒေသလို့မြင်တတ်ကြပေမဲ့တကယ်တော့ကမ္ဘာအချမ်းသာဆုံးနဲ့ယဉ်ကျေးမှုထွန်းကားဆုံးအင်ပါယာတစ်ခုရှိခဲ့ဘူးတယ်ဆိုတာကိုဒီဖြစ်ရကတက်တည်ပြနေတာဖြစ်ပါတယ်
ပေးတယ်လို့ရောမန်ဆာမူဆာလိုမျိုးတန်ဖိုးဖြတ်လို့မရတဲ့ချမ်းသာမှုကိုပိုင်ဆိုင်ထားမယ်ဆိုရင်ဘာတွေလုပ်ပြချင်တယ်လဲဆိုတာကောမန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးဒီလိုတမိုင်းကြောင်းဘိုးဒုတာတွေကိုအခုလိုပဲအနှစ်ချုပ်နားထောင်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ knowledge about မြန်မာကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ